ဒီမှာကျွန်တော် Facebook ad campaign structure အကြောင်းကိုပြောပြချင်ပါတယ်ကျွန်တော်တို့ဒီ Facebook ဒီမှာ boost ထိုးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ campaign structure လေးကိုအသုံးပြုပြီးတော့ထိုးပါတယ်campaign structure ဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကြော်ညာတွေပေါ့နော်ကျွန်တော်တို့ကဒီကြော်ညာတွေကိုစီမံခန့်ခွဲတဲ့ပုံစံမျိုးပေါ့နော်ဘယ်လိုမျိုးစီမံခန့်ခွဲလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ကြော်ညာတွေရဲ့ဒီဖြစ်ချင်တဲ့ဒီ goals တွေရှိပေါ့နော်လူအများကြီးစီရောက်ချင်တာလားဒါမှမဟုတ်ကို engagement တွေတက်ချင်တာလားဒါမျိုးတွေကျွန်တော် control လုပ်လို့ရတယ်နောက်တစ်ခုကဒီ budget ပေါ့နော်ကိုဘယ်လောက်သုံးမလဲဒီဘယ်နှဒေါ်လာသုံးမလဲဘယ်နည်းရဲ့ boost သုံးမလဲပေါ့နော်ဒါမျိုးတွေကို control လုပ်လို့ရတယ်နောက်တစ်ခုကတော့ဒီ audience တွေပေါ့နော်ကိုကြော်ညာကိုမြင်စေချင်တဲ့ဒီ target audience တွေကိုလည်းကျွန်တော် control လုပ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ creative လို့ခေါ်တဲ့ဒီကြော်ညာ design တွေ post ဒီ format တွေပေါ့နော်နောက်စာသားတွေဒါတွေကိုလည်းကျွန်တော်တို့ control လုပ်လို့ရအပိုင်းလေးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ level 3ခုရှိရပေါ့နော်level 3ခုမှာပထမ level ကတော့ကျွန်တော်ဒီ campaign level လို့ခေါ်ပါတော့campaign level မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုရဲ့ဒီကြော်ညာပေါ့နော်ဘယ်လိုမျိုးလိုချင်လဲပေါ့ဒါ Facebook ကိုကသတ်မှတ်ခိုင်းတယ်ပေါ့နော်ပြောပြရတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ boost လုပ်လို့ရတယ် campaign တွေ6ခုရှိရပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်တို့ဒီ awareness လို့ခေါ်တဲ့ဒီလူအများကြီးစီကိုရောက်ချင်တဲ့ဒီ campaign ပုံစံမျိုးရှိရဲနောက်တစ်ခုက traffic လို့ခေါ်တဲ့ဒီကြော်ညာကိုနှိပ်လိုက်တာနဲ့ကိုလိုချင်တဲ့ဒီ landing page တွေပေါ့နော် website တွေ app တွေကိုရောက်သွားတယ်ဒီ campaign ရှိရပေါ့နော်နောက်တစ်ခုက engagement လို့ခေါ်တဲ့ကို post တွေကိုကိုကြော်ညာ post ကို like share comment အဲ့လိုမျိုး follower တွေတိုးလို့ရအောင်လုပ်လို့ရတယ်ဒီ campaign တွေရှိရပေါ့နော်နောက်တစ်ခုကတော့ဒီ lead campaign လို့ခေါ်တဲ့ဒီform ပေါ့နော်ကိုယ့်ရဲ့ sales lead တွေကိုရအောင်လို့ဒီ customer information တွေကိုရအောင်လို့လုပ်လို့ရတယ် lead campaign တွေရှိတယ်နောက်တစ်ခုကကြောင့်ဒီ app promotion တွေပေါ့နော်ဒီ application တွေကိုကျွန်တော် install လုပ်လို့ရတယ်ဒီ campaign တွေရှိရပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ Facebook pixel ကိုအသုံးပြုပြီးတော့လုပ်လို့ရတယ်ဒီ sales campaign ရှိတယ်ပေါ့နော်အဲ့တော့ဒီ campaign 6ခုကိုကျွန်တော်တို့က run လုပ်ရတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနောက်ထပ် level တစ်ခုပေါ့နော် level 3ခုရှိရမှာဒီ asset level ပေါ့နော် asset level မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကြော်ညာပေါ့နော်ဘယ်သူတွေကိုပြမယ်ပေါ့နော်ဘယ်သူတွေပြမယ်ဘယ်နေရာမှာ position လဲဒါတွေကိုကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ audience တွေကို target audience တွေကိုရွေးချယ်လို့ရတယ်အသက်အရွယ်ကြားမှာဒါသူတို့စိတ်ဝင်စားတဲ့အရာတွေဒါမျိုးတွေကိုကျွန်တော်တို့ရွေးလို့ရတယ်နောက်ပြီးတော့ custom audience look like audience ဒါမျိုးတွေလည်းကျွန်တော်တို့ရွေးပြီးတော့campaign run လုပ်ရပါတော့နောက်တစ်ခုကကျွန်တော်တို့ဒီ placement လို့ခေါ်တယ်Facebook တို့ Instagram တို့ Messenger audience network တွေအဲ့ပေါ်မှာကျွန်တော်တို့ကဒီပြချင်တယ်ပေါ့နော်အဲ့လိုမျိုးရွေးချယ်လို့ရတယ်နောက်တစ်ခုကကြတော့ဒီ budget schedule เนาะကိုဘယ်လောက်သုံးမလဲဘယ်နည်းရဲ့ RAM လဲပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့က control လုပ်လို့ရတယ်နောက်တစ်ခုကတော့ဒီ automation and delivery လို့ခေါ်တဲ့ကိုယ့်ရဲ့ဒီကြော်ညာကိုပို့ပြီးတော့ကောင်းမွန်လုပ်တဲ့ဒီ algorithm တွေကိုအသုံးပြုလို့ရတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့တတိယ level မှာဆိုလို့ရှိရင် ad level ပေါ့နော်ဒီ ad level မှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ကြော်ညာကိုဘယ်လိုပုံစံမျိုးဖြစ်ချင်လဲဆိုတာကိုလုပ်တဲ့အပိုင်းပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် ad format တွေရှိနေဒီ image နဲ့ဒီပုံနေနဲ့တွားမှာလားဒါမှမဟုတ် video ပုံစံနဲ့တွားမှာလားနောက် cross လို့ခေါ်တဲ့ဒီကပ်ပုံစံမျိုးလေးပေါ့နော်ဒီဘေးတိုက်လေးရွှေ့တဲ့ပုံစံမျိုးလေးတွားမှာလားဒါမှမဟုတ် reels ပုံစံမျိုးနဲ့ပေါ့နော်အဲ့လို video အတူလေးနဲ့တွားမှာလားဒါဒီလိုမျိုးဒီ ad format တွေကိုလည်းရွေးချယ်လို့ရတယ်နောက်တစ်ခုကတော့ဒီစာသားတွေပေါ့နော်ဒီကိုယ့်ရဲ့ headline တွေဘယ်လိုထားမလဲနောက်ကိုယ့်ရဲ့ဒီ description တွေဒါတွေကိုလည်းကိုကရွေးချယ်လို့ရတယ်နောက်တစ်ခုကတော့ call to action လို့ခေါ်တဲ့ကိုယ့်ရဲ့ကြော်ညာရဲ့အောက်မှာခလုတ်လေးရှိရပါတော့အဲ့ခလုတ်လေးကိုshort noun လို့ထားမှာလားဒါမှမဟုတ်ဒီလမ်းမို့လို့နှိပ်မှာလားဒါမှမဟုတ် message လို့ထားမှာလားဒီလိုမျိုးဒီကြော်ညာတွေမှာကိုအောက်မှာဆိုလို့ရှိရင်ဒီ call to action ကိုထည့်လို့ရပါတော့နောက်တစ်ခုကတော့ destination လို့ခေါ်တဲ့ကိုယ့်ရဲ့ website link တွေ instant form တွေဒါမှမဟုတ်ဒီ WhatsApp ရှိရဆိုလဲ WhatsApp အဲ့ဒါတွေကိုလည်းကိုကထည့်လို့ရပါတော့ဒါကတော့ကျွန်တော်တို့ဒီ Facebook မှာဒီ boost solution လုပ်တဲ့ဒီ campaign structure ဒီပဲဖြစ်ပါတယ်ဒီမှာတော့ level 3ခုနဲ့တွားတာပါเนาะဒါလေးကိုကျွန်တော်ရှင်းပြပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်